တင်းကိုအရာချစ်တဲ့ဖခင်ဖြစ်တယ်တင်းကိုမေတ္တာစစ်မေတ္တာမှနဲ့ချစ်တဲ့ဖခင်သခင်ဒီကနေ့တင်းနဲ့ဝေးနေတယ်ဆိုရင်အဲ့ဒီဖခင်ရဲ့မေတ္တာတော်စက်ကွင်းထဲမှာဖခင်နဲ့တာ၍နီးရသို့တာ၍ဖခင်ရဲ့မျက်မှောက်တော်ရှိရသို့ဝင်လာပါတိုးဝင်လာပါအရှိကိုရှိတိုင်းတိုးဝင်လာပါဒီကနေ့ကျွန်တော်ပြောပြမယ်ဒီကုန်းချုပ်တဲ့အနေနဲ့ဖခင်ရဲ့မေတ္တာကအခြေအနေနဲ့မဆိုင်ဘူးဖခင်မေတ္တာကမပြောင်းလဲဘူးဖခင်ရဲ့မေတ္တာကနေတင်ကမလွတ်နိုင်ဘူးမပြေးနိုင်ဘူးဖခင်ကတင်ကိုအမြဲလိုက်ရှာနေတဲ့ဖခင်ဖြစ်တယ်တင်မရှာရင်လည်းတင်ကိုမျောလင့်နေတဲ့ဖခင်သခင်ဖြစ်တယ်ပျောက်သောသားရဲ့ပုံပြင်ကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့သားကပျော်မွေ့ပြီးတော့စိုးသွမ်းပြီးတော့ကြိုက်တဲ့နေရာသွားပြီးတော့လောင်းကစားလုပ်ပြီးတော့တည်ရတွေနဲ့ပျော်ရွှင်နေတဲ့အချိန်မှာပင်လင်သူ့အဖေကသူ့သားလာရလမ်းကိုမျောလဲနေ့ရက်စဉ်တိုင်းသူ့သားကိုမျောလင့်နေတယ်လို့နှုတ်ကပတ်တော်ကပြောတယ်ဒီကနေ့ဖခင်နဲ့မမှန်တဲ့သားသမီးတွေဖခင်နဲ့ဝေးနေတဲ့အသင်းသူတင်းသားတွေဖခင်နဲ့မဆက်သွယ်တော့တဲ့ဟိုအားနေနေတဲ့ညီကိုမောင်မတွေများရှိပါသလားဖခင်သခင်ကတင့်ကိုသူ့ထံသို့ပြန်လာဖို့ရန်အတွက်ပြန်လှည့်လာဖို့ရန်အတွက်စောင့်ကြိုနေတဲ့အမြဲကြိုဆိုနေတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာဒီကနေ့နားလည်နိုင်မှုဘုရားရှင်ကောင်းချီးပေးပါစေတင်ထပြီးတော့ငါအဘထံသို့ငါထ၍ပြန်မယ်လို့ပျောက်တော့တာဆုံးဖြစ်တယ်လို့ပဲဒီနေ့လဲငါမပြည့်စုံဘူးငါမကောင်းဘူးငါမတန့်ရှင်းနိုင်ဘူးငါဘာမှမကောင်းဘူးငါဒီမှာပဲဆက်နေမယ်ငါဆက်ပြီးတော့စိုးမယ်မလုပ်ပါနဲ့အဲ့ဒီမကောင်းတဲ့ຢာကိုတန်ဝင်ကရလာပြီကိုယ့်အဖြစ်မှန်ကိုတိလာပြီတတိထားမိလာပြီဆိုရင်တင့်ကိုအမြဲတမ်းကြိုဆိုတဲ့ဘုရားကတင့်ကိုစောင့်နေတယ်ဆိုတာကိုဒီနေ့နားလည်စေချင်တယ်